မြို့ပြရဲ့ခက်ခဲကြမ်းတမ်းတဲ့ဘဝထဲမှာရုန်းကန်နေရတဲ့တငယ်ချင်းတစုတည်းကအန်ကတော့အိမ်ပြန်ဖို့ဆုံးဖြတ်လိုက်ချိန်မှာဘဲကတော့မြို့မှာပဲဆက်နေပြီးအလုပ်ရှာဖို့ရွေးချယ်ခဲ့ပါတယ်။ဒီမိန်းကလေးတွေဘာလို့ဒီလိုကွဲပြားတဲ့ဆုံးဖြတ်ချက်တွေချခဲ့ကြတာလဲ။အမှန်တော့လွန်ခဲ့တဲ့ညကသူတို့တငယ်ချင်းတစုဟာစကားဆက်မိပြောဆိုရင်းအိမ်ပြန်ဖို့စဉ်းစားနေတဲ့အန်ကိုဂီတာတီးတဲ့တငယ်ချင်းကမြို့ပြရဲ့ခက်ခဲတဲ့ဘဝအကြောင်းတခြင်းနဲ့ဖော်ပြခဲ့တာပါ။သူတို့အားလုံးဟာထိုင်းလူမျိုးတွေဖြစ်ပြီးမြို့ကိုရောက်လာတဲ့အခါအိမ်ပြန်ဖို့စဉ်းစားရတဲ့အထိဘဝကကြမ်းတမ်းခဲ့တာပေါ့။ဒီအချိန်မှာသူတို့တွေကတယောက်ကညီမလေးရေဒီနေရာမှာအမ6နှစ်ရှိပြီးတစ်ခါတလေပိုက်ပြည့်တယ်တစ်ခါတလေအငတ်ခံရတယ်။ဒါပေမဲ့ဒါကဘဝပဲသင်ခန်းစာယူရတာပေါ့လို့ပြောပြီးအန်ကိုနှစ်သိမ့်ပေးခဲ့တယ်။ဂီတာတီးတဲ့တငယ်ချင်းကလည်းတောရွာကနေမြို့ကြီးပြကြီးကိုပြောင်းလာပြီးအလုတ်ချမ်းတွေလုပ်ညစာကိုလည်းဟင်းရည်နဲ့ပဲစားရတာပေါ့ဆိုတဲ့အတိတ်ပဲနဲ့တချင်းဆိုပြခဲ့ပါတယ်။ဒီတချင်းကသူတို့ရဲ့ခက်ခဲတဲ့ဘဝကိုထင်ဟပ်နေခဲ့တယ်။သူတို့အားလုံးဟာအိမ်ကိုလွမ်းဆွတ်တန်းတာနေကြပြီးအိမ်ကလူတွေလာမင်းကြီးရဲ့အလင်းရောင်အောက်မှာနှွေးထွေးနေကြပါမလားလို့မေးခွန်းထုတ်ခဲ့ကြတယ်။ဒီမျိုးပြကြီးမှာရုန်းကန်ရင်းအိမ်ကိုအမြဲတမ်းတတိယနေခဲ့ကြတာပါ။ဒါပေမဲ့မနှက်ဖြန်မနှက်ကြရင်တော့ဆက်ပြီးရုန်းကန်ရအောင်ပါပဲလို့တချင်းစာသားတွေကသူတို့ရဲ့ဇွဲတက်တီကိုဖော်ပြနေခဲ့တယ်။ကျွေးမီတွေကလည်းပေါ့ပါမသွားသေးတော့သူတို့ဆက်ပြီးတောင်းခံရအောင်ပါပါ။သူတို့ရဲ့ဇာတိမြေကိုလွမ်းဆွရင်ဒီမြေကြီးရဲ့ရနံ့ကိုဘယ်တော့မှမမေ့ဘူးလို့တချင်းနဲ့ဆိုခဲ့ကြတယ်။မိဘတွေကောင်းမွန်ဖို့ဆူတောင်းရင်သူတို့အားလုံးလက်ချင်းချိတ်ပြီးစိတ်သက်ခွန်အားတွေယူခဲ့ကြပါတယ်။မနေ့ရောက်တော့အန်ကအိမ်ပြန်တော့မယ်ဆိုတော့တငယ်ချင်းတယောက်ကအိမ်ပြန်တာပိုကောင်းတယ်ဖေမှာပတ်စံရှိရင်ပညာဆက်တင်ပြီးအလုပ်ကျန်းတွေမလုပ်ရတော့ဘူးပေါ့လို့ပြောပြီးဝမ်းသာပေးခဲ့တယ်။ဒါပေမဲ့ဘဲကတော့အမကြီးကျမဒီမှာပဲအလုပ်ရှာအောင်မယ်။အလကားနေရင်ပတ်စံပဲကုန်မှာအခန်းကလေးပါလေးလဲကိုပါတာပေးခြင်းတယ်။အမတို့ကိုလည်းအနှောက်အယှက်မပေးခြင်းဘူးဆိုပြီးမြို့မှာပဲဆက်နေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီတော့တငယ်ချင်းတယောက်ကပတ်စံအတွက်စိတ်မပူပါနဲ့။အမနဲ့အတူတူဝေမျှသုံးလို့ရတယ်။ပြီးတော့နေရီစားလာတွေ့ရင်လည်းစိတ်မပူနဲ့။သူ့မှာသူ့အခန်းရှိတယ်။ငါလွမ်းရင်ငါဘာသာသွားတွေ့တာပဲ။ငါနဲ့အတူတူနေလို့ပြောပြီးဘဲကိုနှစ်သိမ့်ကအားပေးခဲ့တယ်။နောက်ဆုံးမှာတော့အန်ကဒါဆိုအန်ရင်ပြန်တော့မယ်နော်အမလို့ပြောရင်တငယ်ချင်းတွေကိုနှုတ်ဆက်ကအိမ်ကိုပြန်သွားခဲ့ပါတော့တယ်။ဒီလိုနဲ့သူတို့ရဲ့လမ်းခွဲချိန်မှာခံစားချက်တွေကပြင်းထန်နေခဲ့ပါတယ်